သူ့နာမည်ကိုကြားလိုက်တဲ့ဘောလုံးပရိသတ်တိုင်းဟာသူ့ရဲ့ကစားဟန်ကိုလွှမ်းနေကြမှာတော့မှန်ပါပဲဟယ်လိုအားလုံးပဲမင်္ဂလာပါ TV ရောနဲ့အားလုံးကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုကတော့ကျွန်တော်တို့နှစ်သက်ဆုံးကစားသမားသူဖြစ်တဲ့နေမာအကြောင်းပြောကြမှာဖြစ်ပါတယ်သူကကမ္ဘာကောင်းဆုံးကစားသမားသူဖြစ်တဲ့မှချင်းကန်လာရသူပယံမဖြစ်ခဲ့တဲ့မင်းသားဆိုလည်းမမှားပါဘူးနေမာကတော့1992ဖေဖော်ဝါရီလမှာနေမာသဆေးဘာဆန်တိုဂျူနီယာကိုမိုကီတက်ခရူစီဘရာဇီးမှာမွေးဖွားခဲ့ပါတယ်အဖေကနေမာဆန်တိုဖြစ်ပြီးတော့မှအမေကလက်တီတက်ဆေးဘာတို့ပါငငယ်ကလေးကမိဘတွေကိုယ်ွယ်တဲ့ခရစ်ယာန်ဘာသာကိုပဲကိုယ်ွယ်ခဲ့တာပါအဖေကဘောလုံးသမားဟောင်းသူဖြစ်တဲ့အတွက်နေမှာငငယ်ကလေးကဘောလုံးနဲ့ယင်းနှိကျွမ်းဝင်မှုရှိခဲ့တဲ့လူသူပါငငယ်ကလေးကဘောလုံးစကင်းနဲ့ပတ်သက်ရင်နေမှာပြောစရာလိုမှမထင်ပါဘူးဘာလို့ဆိုဘရာဇီးသားပြီးဘောလုံးနဲ့ပတ်သက်ရင်တော့ပြိုင်ဆိုင်ရှားနိုင်ငံတခုပါအသက်အရွယ်နည်းနည်းရလာတဲ့ခါမှာသူကစတီဖူဘောလို့ခေါ်တဲ့လမ်းဘေးမှာကစားတဲ့ဘောလုံးဖွဲ့နဲ့ပူပေါင်းခဲ့ပါတယ်လမ်းနဲ့ကစားကွင်းနဲ့ကားပါကင်တွေမှာကစားလေးရှိတဲ့အပျော်တမ်းဘောလုံးကစားကွက်တစ်မျိုးပါနေမှာကဖြူဆယ်ရသူ့ဘောအများကြီးလွှမ်းမိုးမှုရှိခဲ့တယ်လို့ဆိုပါတယ်ဖြူဆယ်ရဲ့နီးစနစ်တွေးခေါ်မြန်ဆန်မှုနဲ့ကျင်းကျဲတဲ့နေရာမှာလှောက်ရှားနိုင်မှုစွမ်းရည်တွေကိုတိုးတက်အောင်ဖြူဆယ်ကအများကြီးကူညီပေးခဲ့တယ်လို့ပြောမှုပါတယ်2003ခုနှစ်မှာတော့နေမှာတို့မိသားစုကဆော်ပီစင်တီတို့ပြောင်းရွှေ့သွားခဲ့ပြီးပေါ်တူဂီစာဆန်တီစတာမှာစပြီးကစားခဲ့ပါတယ်ပေါ်တူဂီစာဆန်တီစတာလို့ခေါ်ပေမဲ့ဘရာဇီးနိုင်ငံဆော်ပိုလိုမြို့မှာရှိတဲ့ဆန်ထိုအခြေဆိုင် professional ဘောလုံးအားကစားအသင်းတစ်သင်းပါအဲ့ဒီမှာသူကခဏကြာကစားပြီးတဲ့နောက်မှာတော့နေမာတို့မိသားစုကဆန်ထိုတို့ထပ်ပြီးပြောင်းရွှေ့ခဲ့ပါတယ်အဲ့ဒီနောက်နေမာကလည်းဆန်ထိုလူငယ်ကစားသမားသူဖြစ်လာခဲ့ပါတယ်သူရဲ့14နှစ်အရွယ်မှာပဲနေမာဟာဆန်ထိုလူငယ်တင်းနဲ့သူရီယယ်မက်ဒရစ်လူငယ်တင်းနဲ့ခြေစမ်းပွဲကစားဖို့စပိန်ကိုထွက်လာခဲ့ပါတယ်အဲ့ဒီချိန်ကတည်းကရီယယ်မက်ဒရစ်တင်းကနေမာခေါ်ယူဖို့စိတ်ဝင်စားခဲ့ပေမဲ့နေမာရဲ့ဖေကနေမာကိုဆန်ထိုတင်းမှာပဲကြီးပြင်းစေဖို့ဆုံးဖြတ်ထားတဲ့အတွက်ကြောင့်ခေါ်ယူဖို့ပြက်ပြယ်သွားခဲ့ပါတယ်2009ခုနှစ်နေမာအသက်18အရွယ်မှာသူရဲ့ပထမဆုံး professional စာချုပ်ကိုချုပ်ဆိုခဲ့ပြီးဆန်တိုပထမတင်းစီပြောင်းရွှေ့ကစားခွင့်ရရှိခဲ့ပါတယ်နေမာရဲ့ပထမရာသီမှာပဲ၄ပွဲကစားပြီး14ဂိုးထိသွင်းယူနိုင်ခဲ့ပါတယ်ဒီလိုခြေစမ်းနေကြပဲဘောလုံးကင်းတောက်တွေဟာနေမာကိုအဓိကပြစ်မှတ်ထားကစားသမားသူဖြစ်လာခဲ့ပါတယ်2010ခုနှစ်မှာဆိုရင်အင်္ဂလန်ပရီးမီးယားလိအသင်းတွေဖြစ်တဲ့ဝက်ဟမ်ကနေမာကိုပေါင်12တန်းနဲ့စားပြီးကန်လန်းခဲ့ပါတယ်အဲဒီနောက်ချယ်ဆီကလည်းပေါင်30နဲ့တက်ပြီးကန်လန်းခဲ့ပါတယ်ဒါပေမဲ့ဆန်တိုအသင်းကလည်းတာကိုပယ်ချခဲ့တယ်လို့ကစားသမားကိုယ်တိုင်ကလည်းဆန်တိုမှာပဲဆက်နေဖို့ဆုံးဖြတ်ထားတဲ့အတွက်ခေါ်ယူမှုပြက်ပြယ်သွားခဲ့ပါတယ်2010ခုနှစ်ရဲ့ပြိုင်ပွဲဆောင်ပွဲပေါင်း60မှာတွင်ကို42ခိုးထိတွင်းယူနိုင်ခဲ့တဲ့နေမာရဲ့ဆွမ်းဆောင်ရည်ကိုမြင်တွေ့သူတိုင်းငွေမောကြရတဲ့အချိန်မှာဆန်တိုနဲ့ဖရာမင်ဂိုအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာတော့အကောင်းဆုံးလက်ကွက်တွေနဲ့လိန်ခောက်ပြတ်ကျော်ပြီးတွင်းခဲ့တဲ့ကိုကြောင့်2011ခုနှစ်ရဲ့ FIFA Puskas ဆုကိုပါရရှိခဲ့ပါတယ်2011ခုနှစ်ရဲ့တောင်အမေရိကရဲ့တနှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်းနေမာပဲထပ်ပြီးတိုင်ပတ်ရရှိခဲ့ပါတယ်ရီယယ်မက်ဒရစ်တရားနေမာကိုခေါ်ယူဖို့ထပ်ပြီးကန်လန်းမှုတွေစလုပ်ခဲ့ပါတယ်ဒါပေမဲ့နှစ်ပတ်အသင်းကြားသဘောတူညီမှုမရရှိခဲ့ဘဲနဲ့ခေါ်ယူခွင့်ပြက်ပြယ်သွားခဲ့ပါတယ်ရီယယ်မက်ဒရစ်ကတော့နေမာကိုရရှိဖို့တဲတန်စ조사နေခဲ့တာပါဒါပေမဲ့အသင်းနဲ့ရောကစားသမားနဲ့ပါသဘောတူညီမှုတွေမရရှိခဲ့ပါဘူး။2013ခုနှစ်မှာတော့ဘာစီလိုနာကိုပြောင်းရွှေ့ခြင်းအသေးစိတ်ချက်လက်တွေကိုတော့ဖော်ပြထားခြင်းမရှိဘဲနဲ့နေမာကို9နှစ်စာချုပ်နဲ့ဘာစီလိုနာကခေါ်ယူနိုင်ခဲ့ပါတယ်။ဒီပြောင်းရွှေ့ခြင်းအသေးစိတ်အချက်လက်တွေထုတ်ဖော်ထားခြင်းမရှိတဲ့အတွက်2014ခုနှစ်မှာတော့မဒရစ်မြို့ရဲ့တရားရုံးကနေပြီးတော့နေမာရဲ့ပြောင်းရွှေ့ခြင်းကိုဆောင်ဆန်းစစ်ဆေးဖို့ဖြစ်လာခဲ့ပါတယ်။ဘာစီလိုနာရဲ့သူဥက္ကဋ္ဌဂျွန်စစ်မရီယာကနေမာရဲ့ပြောင်းရွှေ့ခြင်းဟာယူရို59.3တန်းဖြစ်ပြီးတော့မှစာချုပ်ဖြတ်သိမ်းခြင်းရဲ့ယူရို390လို့ထုတ်ပြန်ခဲ့ပါတယ်။ဒီချက်လိုက်ကမမှန်ကန်ပါဘူး။စုံစမ်းစစ်ဆေးမှုလုပ်ပြီးတဲ့နောက်မှာတော့ဘာစီလိုနာပြောင်းရွှေ့ခြင်းအမှန်တွေကိုတရားဝင်ထုတ်ပြလာခဲ့ပါတယ်။နေမာရဲ့ပြောင်းရွှေ့ခြင်းဟာယူရို86.2တန်းနဲ့ခေါ်ယူစာချုပ်ချုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဘာစီလိုနာမှာလည်းနေမာဟာအကောင်းဆုံးဆွမ်းဆောင်ရည်ကိုထုတ်ပြခဲ့ပြီး MSN တိုက်စစ်အတွဲကိုထူထောင်နိုင်ခဲ့ပါတယ်။သူရဲ့ကစားဟန်ကစားကွက်နဲ့လန်ကပြတ်ကျော်မှုတွေကိုဖန်တီးမှုတွေနဲ့တင်းကိုတွေကအသင်းလိုက်စုဖလားအောင်မြင်မှုတွေရရှိခဲ့ပေမဲ့တူချင်းစုတစ်စိုက်ဖြစ်တဲ့ဘောလုံးတော်ကိုတော့ရယူနိုင်ခြင်းမရှိသေးပါဘူးဒီလိုနဲ့မက်ဆီရဲ့လောင်ရအောက်ကနေထွက်ဖို့နောက်ပြီးသူရဲ့အိမ်မက်ဖြစ်တဲ့ဘောလုံးတော်စုအတွက်နေမှာအသင်းပြောင်းဖို့စိတ်ကူးလာခဲ့ပါတယ်ရမှာပါ PSG နဲ့သူချန်ပီယံလိရဲ့ဘောလုံးပွဲထိရောက်ရှိခဲ့တယ်လို့ဘောလုံးတော်စုအတွက်ဆိုရင်မက်ဆီရွန်ဒိုပြီးရင်တတိယနေရာ2023ခုနှစ်မှာတော့ Sorry Progress အဟီလာတင်ကနေမာကိုခေါ်ယူစာချုပ်ချုပ်ခဲ့ပါတယ်။အဟီလာတင်မှာနေမာရရှိတဲ့တစ်နှစ်လောက်ခါလာစာယူရို150ပါ။ဒီအတွက်ကြောင့်လည်းတချို့တော့မီဒီယာတွေကနေမာကိုဘောလုံးတော်မရဘဲနဲ့ဥရောပနဲ့တော့ခွာသွားတဲ့အတွက်ကြောင့်ပရင်မဖြစ်ခဲ့တဲ့မင်းသားဆိုပြီးတော့အမည်သက်သာခံလိုက်ရပါတယ်။ဒါပေမဲ့လည်းအဟီလာတင်မှာလည်းနေမာထင်သားသလောက်ပွဲတွေကစားခွင့်မရရှိခဲ့ပါဘူး။တန်ရာပြဿနာတွေကပွဲနေငယ်တာပါဝင်ကစားခွင့်ရရှိခဲ့ပြီးအသင်းနဲ့ကစားသမားကြားချုပ်ဆိုထားတဲ့စာချုပ်တွေကိုပါဖြတ်သိမ်းတဲ့အထိဖြစ်လာခဲ့ပါတယ်။
ဒီလိုနဲ့ပဲသူ့ရဲ့ငယ်ဘွားဖြစ်တဲ့ဆန်တိုကိုပဲပြန်သွားခဲ့ပါတယ်နေမှာနောက်ပိုင်းနေမှာတန်ရာပြဿနာတွေရောက်အရင်လိုခြေစွမ်းမျိုးတွေမပြသနိုင်တော့ပါဘူးဆန်တိုမှာရှိတော့ကကျွန်တော်တို့သိခဲ့တဲ့နေမှာအခုချိန်နေမှာလည်းဆိုရင်လောင်ဝတခြားစီပါသူ့ရဲ့တန်ရာပြဿနာတွေရောက်သူ့ရဲ့ကစားသမားဝနေဝင်ချိန်ကိုတဖြည်းဖြည်းနီးကပ်လာခဲ့ပါပြီတချင်ကကျွန်တော်တို့သိခဲ့တဲ့ဆန်တိုကနေမှာသူ့ရဲ့စူးစမ်းအောက်ထုတ်မှုတွေကလည်းမလျှော့ခဲ့ဘူးဆိုရင်ဒီထက်မကအောင်မြင်ပါလိမ့်မယ်ဘာလို့ဆိုတချင်ကသူပွဲစဉ်တွေရှိတဲ့ချိန်မှာတောင်သူဟာပွဲစဉ်တို့ဖြတ်ပြီးတော့မှနိုင်ကလပ်သွားတာတွေအပန်းဖြေခီးထွက်တာတွေအပျော်ပါလိုက်တာတွေလုပ်နေခဲ့လို့ပါတကယ်လို့များနေမှာဟာတချင်ကဒီလိုမျိုးမဟုတ်ဘဲနဲ့ဆန်တိုမှာရှိခဲ့တဲ့နေမှာအတိုင်းတောက်လျှောက်သူ့ရဲ့ခြေစွမ်းတွေကိုထိမ့်ပြီးကစားသွားရင်လေ့ကျင့်ခန်းပုံမှန်လုပ်သွားရင်တော့နေမှာဟာဒီနေ့ဒီချိန်ထိနေမှာထက်ပိုပြီးအောင်မြင်လိမ့်မယ်ဆိုတာအသေးချပါပဲကျွန်တော်မြင်ရပြောမယ်ဆိုရင်နေမှာဟာတန်ရာပြဿနာတွေရောက်ပွဲတွေမကစားနိုင်ဘူးဆိုပေမဲ့သူရဲ့စိတ်သက်ပိုင်းလည်းပါပါတယ်ဘာလို့ဆိုတခြားကစားသမားတွေကိုပဲကြည့်ပြရိုနိုနဲ့မက်ဆီဆိုရင်ဒီနေ့ဒီချိန်လေးကစားနေတော့မယ်သူရဲ့ပုံရိပ်တွေကလည်းကြာမသွားဘူးအမေအသက်အရွယ်ကြီးလာတဲ့ကစားသမားမြည်တိကစားသမားမဆိုခြေစမ်းပိုင်းတော့ကြာလာမှာပါဒါပေမဲ့နေမာနဲ့မက်ဆီရိုနိုတွေရဲ့အသက်ဆိုရင်နေမာဟာသူတို့နှစ်ယောက်သက်ပိုပြီးငယ်ပါသေးတယ်တကယ်လို့များနေမှာဟာဘောလုံးတစ်ခုတည်းကိုအာရုံစိုက်ပြီးစူးစမ်းခဲ့မယ်ဆိုရင်တော့သူ့ရဲ့အိမ်မက်ဖြစ်တဲ့သူချင်းစုစိတ်ဘောလုံးတော်နဲ့တခြားအောင်မြင်မှုတွေနိုင်ငံသေးနဲ့အောင်မြင်မှုတွေဒီထက်မကပိုပြီးသူရရှိမှာတော့အမှန်ပါပဲဒီနေ့ဗီဒီယိုကတလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့လူအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါဦးမယ်